အားလုံးပဲမင်္ဂလာပါတကန်သားဆိုတာနေပြန်လဲကြိုဆိုလိုက်ပါဒီနေ့ကျွန်တော်ပြောသွားမယ်ကတော့ရိုးရှင်းရှင်းလေးပဲဗျာဝင်းကားမရောက်ခင်အာဆင်နယ်နဲ့ဝင်းကားရောက်ပြီးအာဆင်နယ်ဘာတွေပြောင်းလဲသွားလဲဆိုရဟာပဲအရင်တော့တခုတော့ရှင်းထားရမယ်ဝင်းကားမရောက်ခင်အာဆင်နယ်ကလည်းမကောင်းခဲ့တဲ့အသင်းတော့မဟုတ်ဘူးဗျာဂရီဟန်ရဲ့လက်ထက်မှာလီဖလားတွေရရဲ1989မှာအန်ဖီမှာတွားပြီးလီဗာပူးကိုနောက်ဆုံးပွဲနိုင်ယူကချန်ပီယံဖြစ်ခဲ့တယ်ဆိုတော့1991မှာလည်းလီဖလားရရဲဗျာ1993မှာလည်း FA ကန်နဲ့ခါပေါင်ကနှစ်ခုလုံးရခဲ့1994မှာလည်း European Cup ဝင်တာကတ်လည်းရခဲ့ဆိုအာဆင်နယ်ရဲ့အဓိကပုံရိပ်ကအဲ့ဒီတော့အာဆင်နယ်ပေါ့နော်အဲ့ဒီတော့အာဆင်နယ်ရဲ့အဓိကပုံရိပ်ကဘာလဲဆိုခံစစ်မှာစနစ်ကြတဲ့အနိုင်ရတယ်တိုနီအေဒမ်ဒေးဗစ်စီမန်တို့အာဆင်နယ်ကိုဖောက်ခဲ့ရတာရန်ခတ်ခဲ့ရဗျာသူတို့ရှိနေတဲ့အတွက်အဲ့ဒီခေတ်အာဆင်နယ်ကိုလှောင်ပြီးတော့ပြောကြရဗျာတင်မှာဘိုးရင်အာဆင်နယ်ပြင်းစရာကောင်းတဲ့အာဆင်နယ်ဆိုပြီးတော့ဆိုတော့အဲ့ဒီအာဆင်နယ်နဲ့ဘယ်ရောက်သွားလဲဆိုတော့နောက်ပိုင်းအာဆင်နယ်ကိုကြည့်လိုက်မယ်ဆိုရင်လုံးဝမတူတော့မြန်ကစားတယ်တစ်ချက်နဲ့ဘောလုံးပေးပြီးပြိုင်ဘက်ရဲ့ဂိုးအေရီယာထိရောက်တယ်တောင်ပန်းကနေထိုးပေါက်တယ်နီးစနစ်ကောင်းတဲ့ကစားသမားတွေများလာတယ်အဲ့ဒီပြောင်းလဲမှုရဲ့အဓိကလူကတော့အာဆင်ဝင်းကားပါ1996မှာအာဆင်နယ်ကအာဆင်ဝင်းကားကိုခေါ်တဲ့ချိန်အင်္ဂလန်မှာလူတော်များများသူ့တော်မသိကြဘူးဆိုတော့အာဆင်နယ်ဘယ်ကောင်ကြီးခေါ်လာလဲပေါ့ဆွဲစကားကြီးတောင်ထွက်လာခဲ့ဗျာအာဆင်နယ်ကဝင်းကားကို1996အောက်တိုဘာ1ရက်နေ့မှာတရားဝင်တာဝန်ပေးခဲ့ပြီးတော့ပထမဆုံးပွဲမှာဘလက်ဘန်ကို2-0နဲ့နိုင်ဝင်ဒါပေမဲ့ဝင်းကားပထမဆုံးပြောင်းခဲ့တဲ့ formation မဟုတ်ဘူးဗျာအစားအသောက်တွေဝင်းကားအရင်ဆုံးပြောင်းခဲ့အဲ့ဒီကအင်္ဂလန် football culture အရက်တောက်တာအစီများတဲ့အစားအစာကြီးစားတာလုံးဝ normal ပုံမှန်ဖြစ်နေခဲ့ဗျာဝင်းကားရောက်လာတော့အကုန်လုံးတကြားတဲ့ shot အစီတဲ့ shot အသီးရွက်တွေများစားငါးတွေစားရေတောက်ပုံစနစ်တကျလုပ်ပြီးဗိုက်တာမင်တွေတောက်တဲ့အစာရတာတွေထည့်လာခဲ့တယ်။ Guardian ရဲ့သတင်းစာတစ်ခုမှာဆိုရင် Iron Weight ကမီနူပြောင်းတော့အစာပိုင်းမကြိုက်ခဲ့ကြောင်းတော့သူဖော်ပြခဲ့ရဲ့ဗျာ။ဝင်းကဂျပန်မှာနေ့စဉ်ကျန်းမာရေးနဲ့အစားအသောက်ပိုင်းကိုအများကြီးတင်ယူလာခဲ့တယ်။ training ကိုလည်းပြောင်းလဲလာခဲ့။အရင်လိုအကြာကြီးပြေးပြီးပင်မှန်အောင်လေ့ကျင့်တာတဲ့တိုတောင်းနဲ့ပိုတီးကြတဲ့ training ကိုလုပ်တယ် stretching muscle recovery ကိုအလုံးအရန်လေးထားတယ်ပြီးတော့ကစားသမားတွေ training မှာမောသွားအောင်လုပ်ထားတဲ့ပွဲနေ့မှာအကောင်းဆုံးဖြစ်အောင်သူပြင်ဆင်ပေးခဲ့တယ်ဆိုတော့ပြီးတော့ဝင်းကရဲ့အကောင်းဆုံးຢာတစ်ခုကအသင်းရဲ့အကောင်းတဲ့ဘိုင်းတွေကိုကုန်ဖြတ်မပစ်တာဗျတိုနီအေဒန်လီဒစ်ဆမ်တင်မှာ famous black four ကိုလည်းဆက်သုံးခဲ့တယ်သူတို့ရဲ့ defensive struck ကိုယူပြီးတော့ကျမ်းမာရေးသူတို့ရဲ့ recovery ပြန်လုပ်နိုင်အောင်ပိုပြီးတော့ကစားချိန်များနိုင်အောင်သူလုပ်ကူညီခဲ့တယ်။ဝင်းကားကိုယ်တိုင်ဒီ flat 4ကိုကာကွယ်ခြင်းပညာမှာဘွဲရထားတဲ့သူတွေဆိုပြီးတော့တင်စားသုံးပြခဲ့။ပြီးတော့ရှေ့မှာနိုင်ငံခြားတဲလန်တွေထည့်ဗျာကျွန်တော်တို့သိတဲ့အတိုင်း Patrick Vieira တင်မလား TIO Onry ပေါ့ဗျာ။ဆိုတော့နောက်ပိုင်းမှာတော့အများကြီးပေါ့ဗျာဒီကစားသမားတွေကအရန်မြန်တယ်နီးစနစ်ကောင်းတယ်ကောင်တာ attack မှာလည်းတခဏတွင်ကိုယ့်ဘက်ကနေပြိုင်ဘက်ဂိုးရှေ့ကိုရောက်နိုင်တယ်။ဝင်းကားရဲ့နိုင်ငံခြားကစားသမားရှာဖွေမှုနဲ့ transfer market knowledge ရအင်္ဂလန်အဲ့ခေတ်ကအင်္ဂလန် football ကိုပြောင်းလဲနိုင်ခဲ့တယ်ဗျ။ဆိုတော့ TIO Onry ကအကောင်းဆုံးဥပမာပဲဂျူဗင်တက်မှာအဆင်မပြေတဲ့ဝင်းကားတယောက်ကိုခေါ်လာတယ်စထရိုက်ကာပြောင်းတယ်နောက်ဆုံးအာဆင်နယ်ရဲ့သမိုင်းရဲ့အကြီးကျယ်ဆုံးကစားသမားတယောက်ဖြစ်တယ်အာဆင်နယ် official history ကOnry ဟာအာဆင်နယ်နဲ့ပထမဆုံးရာသီမှာလေ26ဂိုးရခဲ့တယ်ဗျပြီးတော့အဖြေကမြန်ထွက်လာခဲ့1998မှာဝန်ကာရဲ့ပထမဆုံးဖူးစီစဉ်မှာပရီးမီးယားလိနဲ့ FA ကတပယ်ရခဲ့တယ်။ဝန်ကာအင်္ဂလိပ် Top 5 League ကိုအနိုင်ရတဲ့ပထမဆုံးနိုင်ငံခြားနီးပြဖြစ်လာခဲ့။ဒီနေရာမှာအာဆင်နယ်ရဲ့အင်မီယာစပြောင်းလဲသွားပြီ။ဘိုးရင်းအာဆင်နယ်ကနေကြည့်လို့ကောင်းတဲ့အာဆင်နယ်ဆိုတော့ပြင်းစရာကောင်းတဲ့အာဆင်နယ်ကနေကျွန်တော်တို့ရဲ့အရန်ကြိုက်ကျွန်တော်တို့ကြည့်ခဲ့ရတဲ့ကြည့်လို့ကောင်းတဲ့အာဆင်နယ်တခုဖြစ်လာခဲ့တယ်ပေါ့ဗျာကျွန်တော်တို့မကြည့်ခဲ့ရပါဘူးဗျာကျွန်တော်တို့တင်မှာ highlight ပြန်ကြည့်ရပါ sorry စကားမှာဆိုလို့ဗျာဖြစ်လာတယ်ဆိုတော့လှင်မြန်တဲ့ကောင်လာအတက်ရဲ့ဘန်ခတ်ရဲ့ pass စင်းတွေရဲ့ Henry ရဲ့ပြေးရ Battery Vieira ရဲ့ Midfield dominant တွေကအာဆင်နယ်ကိုအနိုင်ရဖို့ပဲမဟုတ်ပဲလှပနိုင်ကျင်တဲ့အသင်းဖြစ်လာခဲ့တယ်ပြီးတော့ဝင်းကားရဲ့အာဆင်နယ်က Man United ကိုတကယ်ပြန်တိုက်နိုင်တဲ့အသင်းဖြစ်ခဲ့ဆိုတော့အဲ့ခေတ်က Man United ကလုံးဝရှင်လို့မရတဲ့အနေအထားတစ်ခုမှရှိရဗျဆိုတော့အဲ့ Man United ကိုကျွန်တော်တို့ပြန်တိုက်နိုင်ခဲ့ဆိုတာကျွန်တော်တို့အတွက်လည်းပို့ပြီးတော့ဝင်းကားအတွက်လည်းပို့ပြီးတော့စိတ်ခွန်အားရခဲ့ဆိုတော့ဝင်းကားပါဇက်ဖာကူဇယ်ဝင်းကားပါဇက် Vieira Press Morin Kane Arsenal ပါဇက် Man United ဆိုပြီးတော့ဒီ rivalry ကစလာခဲ့တယ်ဗျာဒီ rivalry ကလည်း Premier League မှာအကြီးမားဆုံးပြိုင်ဆိုင်မှုတွေကတကူဖြစ်ခဲ့တယ်2010မှာ Arsenal တပယ်ထက်ရတယ်ပြီးတော့အမြင့်ဆုံးချိန်2003-2004ကျွန်တော်တို့အာဆင်နယ်တမိုင်းရဲ့အကြီးကျယ်ဆုံးနှစ် The Invisible 38ပွဲနိုင်38ပွဲမှာ26ပွဲနိုင်12ပွဲတည်တပွဲမှမရှုံးဆိုရဲစံချိန်ကိုကျွန်တော်အာဆင်နယ်တင်ခဲ့တယ်ဒါပေမဲ့ဝင်းကကွင်းထဲကအာဆင်နယ်ကိုပဲပြောင်းခဲ့ရမှာမဟုတ်ဘူးဗျပြီးတော့ဝင်းကကွင်းထဲကအာဆင်နယ်ကိုပဲပြောင်းခဲ့ရမှာမဟုတ်ဘူးကလပ်ရဲ့အနာဂတ်တစ်ခုပါပြောင်းခဲ့တယ် High Fury ကတမိုင်းဝင်တဲ့ကွင်းဖြစ်နေပေမဲ့ကျွန်တော်တို့အတွက်လူဝင်အားရန်နဲတယ် Man United တို့အသင်းလို့ရှင်းမယ်ငွေကြေးချင်းရှင်းမယ်ဆိုရင်ကျွန်တော်စတေဒီယမ်ကြီးလိုခဲ့ဆိုတော့1999
ကလေးက Highbury ကနေပြောင်းဖို့အစီအစဉ်တွေရှိလာပြီး2006မှာ Arsenal က Highbury ရဲ့နောက်ဆုံးပွဲကိုကစားပြီး Emirates Stadium ပြောင်းခဲ့တယ်ဗျဒါ Arsenal ရဲ့အနာဂတ်အတွက်အရေးကြီးပေမဲ့ Wenger အတွက်ခက်ခဲသွားခဲ့တယ်ဗျအင်တာဗျူးတစ်ခုမှာဆို Wenger ကဒီလိုတောင်ဖြေထားတယ် Highbury ကသူ့အတွက်နှိပ်ပန်ဖြစ်မယ်ဆိုရင် Emirates ကသူ့အတွက်ငရဲပါပဲဆိုပြီးတော့သူ့အတွက်ဘလောက်ခက်ခဲဆိုတာပြောခဲ့တယ်ဆိုတော့ Chelsea မှာလည်းAbraham ရောက်လာတယ် Man United ကလည်းအားကောင်းပြန်အားကောင်းလာပြီနောက်ပိုင်း Man City ကလည်းငွေအားကြီးလာတယ် Arsenal က Stadium အတွက်အသုံးစရိတ်တွေလိုနေတဲ့အချိန်တွေမှာကစားသမားတွေရောင်းလူငယ်တွေမွေး Champions League ဝင်မနှဲဝင်အောင်တော့ပြန်ထင်းယူရတဲ့အခြေအနေကိုပြန်ရောက်သွားတယ်ဒါကြောင့်ဝင်ကနောက်ပိုင်းဖလားနဲသွားရဲဆိုတာကြည့်ုံနဲ့မပြည့်စုံဘူးဗျ Emirates ပြောင်းရွှေ့မှုကို Arsenal ကိုယ်တိုင်လည်း Club History ရဲ့အကြီးမားဆုံးပြောင်းလဲမှုတွေရဲ့တစ်ခုလို့ဖော်ပြထားတယ်ဒါပေမဲ့ဝင်ကပြည့်စုံတယ်လို့လည်းမပြောနိုင်ပါဘူးနောက်ပိုင်းသူစားခဲ့တဲ့ nutrition sport science scouting foreign recruitment တွေကိုအခြားသင်းတွေကပါလိုက်လုပ်လာတယ်အရင်လို revolution ဖြစ်ခဲ့တဲ့အရာတွေကလုံးဝ normal ပုံမှန်ဖြစ်သွားပြီဗျဘာလို့လဲဆိုတော့ကျွန်တော်စတင်ခဲ့တဲ့အရာအခြားလူတွေလိုက်လုပ်ကြရင်မှာဒါလုံးဝ normal ဖြစ်သွားပြီဗျဆိုတော့ Guardian ရဲ့သုံးသက်ချက်ကဝင်းကနောက်ပိုင်းပြဿနာအင်္ဂလိပ် football တခုလုံးသူ့စီကနေတင်ပြီးတော့သူ့နောက်ကနေပြန်လိုက်မိလာတာပဲဖြစ်တယ်ဗျMourinho, Jurgen Klopp ပတ်ကွာဒီလိုတော့နီးပြတဲ့အသစ်တွေရောက်လာတယ်ဘောလုံးကတော့ဆက်ပြောင်းလဲနေတော့မယ်ဒါပေမဲ့ဝမ်ကသူယုံကြည်တဲ့ဘောလုံးကိုအရန်သက်စာရှိခဲ့တယ်ဗျာဆိုတော့ဒါတွေကတစ်ခါလေမှာအားသာချက်ဖြစ်မယ်တစ်ခါလေမှာလည်းအားနည်းချက်တွေဖြစ်လာခဲ့ဒါကြောင့်နောက်ဆုံးနှစ်တွေမှာ Arsenal fan base တွေအများကြီးကိုယ်တိုင်ရတော့မှ Arsenal Wenger out Arsenal Wenger out Arsenal Wenger in ဆိုပြီးတော့အဖွဲ့တွေကွဲသွားခဲ့တယ်ဒါပေမဲ့အခုပြန်ကြည့်မယ်ဆိုရင် Wenger Arsenal ကိုထားခဲ့တဲ့အရာအရန်ကိုကြီးရဲ့ဗျာ22နှစ် Premier League 3လုံး FA Cup 9လုံး Invisible Season Champions League Final Highbury ကနေ Emirates ကိုပြောင်းရွှေ့ Emirates ပြောင်းရွှေ့မှု Thierry Henry လို့ကစားသမား legend တွေအများကြီးSo, Arsenal ရဲ့ official record မှာလည်း Wenger kick ကို2022နှစ် Premier League 3လုံး Invisible Season ပြဖော်ပြတာ။ဒါပေမဲ့ကျွန်တော်တို့ Wenger ရဲ့အကြီးမားဆုံးမွေနှစ်ကဖလားရည်အတွက်မဟုတ်ဘူးဗျ။ Arsenal ကိုဘလို့အသင်းဖြစ်စေခဲ့တယ်ဆိုတဲ့အတွေးကိုခြံထားခဲ့တယ်။ဒီနေ့ Arsenal fan တွေကဘောလုံးလှလှပပကစားခြင်းနဲ့လူငယ်တွေကိုအခွင့်အရေးပေးစေခြင်းနဲ့နီးစနစ်ကောင်းတဲ့ကစားသမားတွေလိုချင်တဲ့ Emirates မှာလည်းပြိုင်ဘက်ကိုအမြဲတမ်းဖိပြီးကစားစေခြင်းနဲ့ဆိုအဲ့လိုမျှော်လင့်ချက်တွေဘာကြောင့်ကျွန်တော် Arsenal fan တွေမှာရှိနေရလဲဆိုတော့ဒါတွေအကုန်လုံး Wenger ခေတ်ကစခဲ့ရဗျာ Wenger မရောက်ခင် Arsenal ကအနိုင်ရတဲ့အသင်းခံစစ်မာတဲ့အသင်းတိုက်ပွဲဝင်တဲ့အသင်းပဲဖြစ်ခဲ့တယ် Wenger ရောက်ပြီးရဲ့နောက်မှာအဲ့အားသာချက်တွေကိုမဖျောက်ဘဲနဲ့ဘောလုံးဆိုရဲ့အမှုပညာလှလှလေးကိုထပ်ထည့်လိုက်တယ်မြန်နှုံးထည့်တယ်နိုင်ငံတကာအရသာလေးထည့်လိုက်တယ်သိပ္ပံနည်းကျပြင်ဆင်မှုနည်းနည်းလေးထည့်လိုက်တယ်လူငယ်တွေကိုယုံကြည်မှုထည့်လိုက်တယ်ပြီးတော့ Arsenal Wenger ရဲ့ identity Arsenal ရဲ့ identity ကိုလုံးဝပြောင်းလဲပလိုက်တယ် Arsenal တမိုင်းကိုပြောရမယ်ဆိုရင် Arsenal Wenger မပါပဲပြောလို့မရတဲ့အထိကိုဖြစ်ခဲ့ဆိုတော့ Premier League တမိုင်းကိုတော့ Wenger မပါပဲပြောလို့မပြည့်စုံတော့ဘူးဗျာကျွန်တော်အတွက်တော့ Wenger Arsenal ကိုနီးပြခဲ့ရတယ်မဟုတ်ဘူးဗျာ Arsenal ဆိုတဲ့အသင်းကိုလူတွေမြင်တဲ့ပုံစံကိုပြောင်းလဲခဲ့တယ်ဗျာဆိုတော့ညီကိုအနေနဲ့ရောဘလို့မြင်လဲ Wenger ရောက်လာပြီးနောက်ပိုင်းရောဘာကျွန်တော် Arsenal fan တွေအတွက်ကြိုးရှိခဲ့လဲဆိုတော့ညီကိုတို့အနေနဲ့ Arsenal ရဲ့အကြီးမားဆုံးအမွေတွေကဘယ်သူတွေလဲ Honorary လား Invisible လား Emirates Stadium လားဒါမှမဟုတ်လှပတဲ့ကစားပုံတွေလားဆိုတော့ညီကိုတို့မန်လေးရေးခဲ့ပါအောင်ကျွန်တော်တခန်းသားဆုံးလည်း subscribe လုပ်ပေးခဲ့ပါအောင်ဆိုတော့ all Arsenal all day ပါကျွန်တော်နောက်ပွဲဗီလာနဲ့လည်း fighting ပါညီကိုတို့ကျေးဇူးပါဆုံးထိကြည့်ပေးတဲ့အတွက်ကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ပေးကြခဲ့ကြပါအောင်